အားလုံးပဲမင်္ဂလာပါမနေ့ကတော့ကျွန်တော်တို့เนาะဒူဒီခွန်ကိုဆိုတော့လေအဆင်ပြေမယ်လို့တော့ညွှန်လင်းပါတယ်เนาะခွန်ကိုကတော့ကျွန်တော်လည်းပေါက်တယ်မိတ်ဆွေတို့နေလည်းအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်เนาะဒီနေ့အင်္ဂါနေ့မနက်7:10မိနစ်အတွက်ကျွန်တော်ကဒီနေ့လည်းမနေ့ကလိုအတိုင်းလေးပဲပေါ့เนาะထိတ်ရဲ့ပိတ်ရဲ့ထိတ်ရဲ့အပိတ်ရဲ့ချင်းရဲ့ကီးရဲ့ပြီးတော့နောက်ဆုံး brain နဲ့ကျွန်တော်ခဏလေးကိုးကွက်ပဲเนาะကျွန်တော်ထပ်ပြီးတော့ပြသပေးမယ်เนาะအရင်ဆုံးကျွန်တော်တို့ထိတ်ကလေးရင်သွားကြည့်အောင်เนาะအင်္ဂါနေ့မနေ့အတွက်ထိတ်ကဘယ်လိုပြီးနေရလဲဆိုတော့ထိတ်ကဒီလိုလေးသွားတာဗျဘယ်လိုသွားလဲဆိုတော့ဒီ6ပေါ့เนาะဒီ6က619ပေါ့เนาะဒီ6က619တဲ့619ကိုသူကဘယ်လိုသွားလဲဆိုတော့ပေါ့နော်သူဘယ်လိုသွားလဲဆိုတော့ဒီမှာဒီကောင်လေးပေါ့နော်ခွန်ရဲ့8က1ကပေါ့နော်အဲ့တော့ဒီမှာကဒီမှာတင်းနေဟိုဒီမှာတင်းနဲ့ခွန်နဲ့ပေါင်းတော့8ပေါ့နော်6ပြည့်ဖို့အတွက်ဆိုရင်8နဲ့8နဲ့ပေါင်း6 8နဲ့3နဲ့ပေါင်း1 8နဲ့1နဲ့ပေါင်း9ပေါ့နော်831ပေါ့နော်အဲ့လိုလေးသွားတယ်နော်831ဆိုပြီးတော့ကျွန်တော်တို့သွားတာပေါ့နော်အဲ့လိုမျိုးလေးပဲနောက်ထပ်တစ် site ပေါ့နော်အဲ့တိုင်းလေးပဲဆက်သွားတာဒါလေးကကျွန်တော်တို့အပင်ရှိနေပြီမနေ့က3953ထိပ်ရတာကျွန်တော်က6ပင်ကက်ဖြစ်သွားလို့ကျွန်တော်မကင်လိုက်တာเนาะဒါပေမဲ့3953ထိပ်မှာ38ဆိုတော့ထပ်ဝင်သွားတဲ့အတွက်ကျွန်တော်ဒါလေးကိုကင်ပေးတာเนาะတရားစီ site လေးကို9ပင်မြောက်အနေနဲ့ကျွန်တော်ပြန်သုံးပြုပေးတာပေါ့နော်ဒီမှန်နိုင်ပါတယ် brain နဲ့လည်းညီရဆိုလေအဲကြောင့်939เนาะ939ကိုအဲ့တိုင်းလေးပဲသွားမယ်655ဆိုတော့မှာ1ရှိတာ6နဲ့9နဲ့ပေါင်း1ရှိတာဆိုတော့939ဖြစ်ဖို့အတွက်က939ပေါ့နော်619ဆို69ဆို6ညီတယ်831ပေါ့နော်ဒီမှာအဲ့တိုင်းသွားလိုက်မယ်နော်ဒီမှာလည်း1ရှိတယ်1ဆိုတော့168ပေါ့နော်168ဒီမှာ995ဆိုတော့9နဲ့9နဲ့ပေါင်း6ပေါ့နော်168ဖြစ်ဖို့အတွက်939ပေါ့နော်6နဲ့9နဲ့ပေါင်း3 6နဲ့3နဲ့ပေါင်း6 6နဲ့2နဲ့ပေါင်း8ပေါ့နော်9 1ဆိုတော့9 3 2ဆိုတော့9ထိပ်ထွက်တာပေါ့နော်ဒီမှာဒီ4ပေါ့နော်ဒီတိုင်းလေးပဲသွားမယ်4 9နဲ့ဒီထိပ်မှာတပင်ရှိသေးတယ်နော်ဒီတပင်လည်းမှန်တယ်နော်ကျွန်တော်ဒါနေရာလေးကြောင့်မလို့ကျွန်တော်ရေးမပေးတာ4 9နှစ်ကလည်းအဲ့တိုင်းလေးပဲသွားမယ်1 1ခွန်ဆိုတော့ဒီမှာ1နဲ့1နဲ့ဆိုတော့2ရှိတာပေါ့နော်4 9နှစ်ဆိုတော့2ခွန်3ညပေါ့နော်ထိပ်ဆိုတော့ဒီမှာခွန်နှစ်ဆိုတော့ခွန်ထိပ်ဝင်တယ်နော်ဒီမှာ619ကိုဒီမှာလည်းအဲ့တိုင်းပဲမနေ့ကကျွန်တော်တို့ဒီမှာဆိုရင်6ရှိတာဆိုတော့353ထိပ်ဆိုပြီးကျွန်တော်တို့ဝင်သွားတာเนาะကျွန်တော်ကအဲ့ဒါပင်ရှိနေလို့မကင်လိုက်တာဒါပေမဲ့ဒီမှာ38ဆိုတော့353ဝင်သွားเนาะဒီနေ့မနေ့ခင်းအတွက်လာမယ်ဆိုရင်ဒီမှာခွန်ရှိတဲ့အတွက်ခွန်နဲ့3ညကိုဒီမှာ68ရှိတယ်68ရှိတဲ့အတွက်4ပေါ့4ကိုခွန်နဲ့3ညဖြစ်ဖို့အတွက်ဆိုရင်4နဲ့3နဲ့ပေါင်းရင်ခွန်8နဲ့4နဲ့ပေါင်းရင်2 4နဲ့6နဲ့ပေါင်းရင်3ညပေါ့နော်ဒါ836က386ကလာမယ်ဆိုရင်ထိပ်ပေါ့နော်386ကလာမယ်ဆိုရင်ထိပ်ဟုတ်ပြီအဲဆိုအပိတ်လေးတစ်ချက်ကြည့်မယ်အပိတ်လေးဆက်သွားမယ်အပိတ်ကဘယ်လိုပေးနေလဲဆိုတော့အပိတ်ကတော့2 site ရှိတယ်နော်ဒီတိုင်းလေးတစ် site ရှိတယ်နော်ဒါကတော့အပင်လည်းရှိတယ်တော်တော်များများလည်းသိချင်လည်းသိနိုင်မယ်ပေါ့နော်ဒီလို site တိုင်းပဲရှိတယ်1ဖြစ်တဲ့အတွက်1ဟလာ6ဖြစ်တဲ့အတွက်6ခွန်ဖြစ်တဲ့အတွက်2 4ဖြစ်တဲ့အတွက်4ပေါ့နော်အဲ့လိုလေးသွားတယ်နော်တူပဲဒါမှမဟုတ်ကျွန်တော်ကနောက်တစ် site ပြပေးမယ်အဲ့ site ကိုကျွန်တော်မပြတော့ဘူးနော်အဲ့ site ကိုမပြတော့ဆိုတော့အတူပဲအဲ့ site မှာလည်းရတဲ့ကဏ္ဍနဲ့အပိတ်ကနှစ်ခုလုံးထပ်တူညီနေတဲ့အတွက်ကျွန်တော်ကအသစ်တစ်ခုထပ်ပြပေးမယ်နော်သိအောင်ပေါ့နော်ဘယ်လိုသွားလဲဆိုတော့အသစ်တစ်ခုကဒီလိုသွားတယ်နော်805ဆိုတော့3ညပါဝါ9နှစ်ခက်ခွန်305ခွန်အဲ့305ခွန်ကိုဘယ်လိုသွားလဲဆိုတော့သူကဒီမှာဒီလိုလေးသွားတယ်နော်8နော်sorry ဒီကသွားတာပေါ့နော်ဒီမှာဒီကသွားတာ8ဒီမှာ389ပေါ့နော်ဒီကသွားတာနော်389ဆိုတော့ဒီမှာဒီကောင်မပါသေးဘူးနော်389ဒီ3နဲ့ဒီ8ကဲဒီ3ရဲ့ဒီ8ရဲ့ဒီ9ရဲ့ပေါ့နော်
389ဆိုတော့3ညဒီမှာ1ရှိတာပေါ့38ဆိုတော့1ရှိတာ1ဖြစ်တဲ့အတွက်3ည5ခွန်ဖြစ်ရမယ်ဆိုတော့3ည5ခွန်6လေး6ကအပိတ်69ဆိုတော့9ပိတ်သွားတယ်နော်အဲ့တိုင်းလေးသွားရနော်အဲ့တိုင်းလေးလည်းဒါ5ပင်9ပိတ်လေးနော်ကို3ည19ဆိုတော့3ည5ခွန်3ည5ခွန်ဖြစ်ရမယ်တဲ့3ည5ခွန်ဖြစ်ရမယ်ဆိုတော့အဲ့တိုင်းလေးပဲဒီမှာ8ရယ်6ရယ်1ရယ်ပေါ့8 6နှလုံးပေါင်းခြင်း4နော်4ဆိုတော့ဟို3ညဖြစ်ဖို့အတွက်ဆိုရင်6နဲ့4နဲ့ပေါင်းရင်3ည4နဲ့1နဲ့ပေါင်းရင်5 4နဲ့3နဲ့ပေါင်းရင်ခွန်5 1ဆိုတော့6 1ထွက်သွားတယ်နော်အဲ့တိုင်းလေးပဲကျွန်တော်သွားမယ်နော်8 4 1ဆိုတော့3 8 5 3 8 5ဖြစ်ရမယ်နော်ဘယ်လိုဖြစ်ရမလဲဆိုတော့ဒီမှာ6 5 1နော်1ဆိုတော့3 8 5ဖြစ်ရမယ်ဆိုတော့1နဲ့2နဲ့ပေါင်းရင်3 1နဲ့9နဲ့ပေါင်းရင်8 1နဲ့4နဲ့ပေါင်းရင်5 3နဲ့ခွန်4တဲ့နော်အဲ့တော့ဒီမှာခွန်2ထွက်တယ်ဆိုတော့2ပိတ်ပေါ့နော်2ပိတ်လေးညှိတယ်နော်အဲ့မှာဒီမှာခွန်6နှစ်ဆိုတော့3 5 5 3ည3မယ်နော်5 3ည3ကိုတဲ့ဒီမှာ5ခွန်8ဆိုတော့2ရှိတယ်5 3ည3ဖြစ်ရမယ်3 8နော်3ဖြစ်ဖို့အတွက်ဆိုရင်1ပေါ့နော်3 8 1ဆိုတော့ဒီမှာ3ည8ဆိုတော့8ညှိသွားတယ်နော်ကဲမနေ့ဒီနေ့မနေ့အတွက်လာမယ်ဆိုရင်တဲ့8ခွန်1ဆိုတော့5 6 1 9 6 1 9တဲ့နော်အဲ6 1 9ကိုဒီမှာခွန်3ညနှလုံးရှိတယ်တဲ့နော်ခွန်3ညနှလုံးပေါင်းတော့ခွန်ပေါ့ဟုတ်လားခွန်6 1 9ဖြစ်အောင်လုပ်ရမယ်တဲ့နော်ခွန်နဲ့9နဲ့ပေါင်းရင်6ခွန်နဲ့4နဲ့ပေါင်းရင်1ခွန်နဲ့2နဲ့ပေါင်းရင်9တဲ့နော်6 1 9တဲ့ဒီကောင်ကအပိတ်တဲ့နော်ဒီကောင်အပိတ်တဲ့အပိတ်ကဒီခုနကျွန်တော်ပြောတဲ့ဒီ1ကကျွန်တော်ဒါလေးပြပြမယ်နော်ဒီ1ကဒီနှလုံးပေါင်းခြင်း1နော်ဒီနှလုံးပေါင်းခြင်း1နော်ဒီ1ကဒီနှလုံးပေါင်းခြင်း1ဒီ6ကဒီနှလုံးပေါင်းခြင်း6နော်ဒီ1ကလည်းဒီနှလုံးပေါင်းခြင်းပါဝါ6နော်ဒီ4ကဒီနှလုံးတဲ့4ဒီ6ဆိုရင်619ဖြစ်ရမယ်ဆိုတော့ဒီမှာ619ဖြစ်ရမယ်ဒီမှာလည်းခွန်ရှိတယ်ဒီမှာလည်းခွန်ရှိတယ်ဆိုတော့ဒီတိုင်းပဲပြင်ရမယ်နော်နားလည်လားမသိနော်6လေးနဲ့အပိတ်ပဲပြင်ရမယ်နော်အဲကြောင့်ကျွန်တော်ကဒီ site ကလေးကိုကျွန်တော်အသစ်ကလေးကိုကျွန်တော်ပြပြရနော်ဒီ site ကလေးပေါ့5ပင်9လေးပေါ့အသစ်ဆိုဟိုကောင်နည်းနည်းကြာနေနော်ကြာနေဆိုတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ချပေးရနော်ချပြပေးရဟုတ်ပြီအဲ့တော့ one chain လေး one chain လေးကဘယ်လိုသွားလဲဆိုတော့ one chain ပေါ့နော် one chain ကဘယ်လိုပြီးနေရလဲဆိုတော့ one chain ကဒီလိုလေးသွားတာနော်36 one chain လေးနက်ခတ်နဲ့သွားတာနော်369တဲ့နော်ဒီမှာ9နက်ခတ်6တဲ့ one chain ရနော်အဲ့တော့69ဆိုတော့9 6ကိုညီရနော်အဲ့တိုင်းပဲ one chain 8ခွန်8တဲ့8 6ခွန်3နက်ခတ်5တဲ့5ညီရနော်အဲ့တိုင်းပဲ6 1ခွန်နဲ့ခွန်4တဲ့4နက်ခတ်2တဲ့ခွန်2ဆိုတော့4နဲ့ညီရပါနော်အဲ့တိုင်းပဲ5 4 9တဲ့1နဲ့ပေါင်းရင်3ညနက်ခတ်ခွန်3ညညီရနော်အဲ့တိုင်းပဲခွန်6 3 9နဲ့ပေါင်းရင်2နက်ခတ်4တဲ့နော်ဒါကတော့ one chain လေးပေါ့နော် one chain လေးက2လေးအချိန်နော်ဒီမှာ9လေးနှစ်ဆိုတော့one chain နဲ့အပိတ်လေးနဲ့ကတော့ညီတယ်နော်ပြီးတော့ဒါမနေ့ကကျွန်တော်တို့အကီးမှာဆိုရင်မနေ့ကကျွန်တော်တို့မှာပေါ့နော်ကျွန်တော်တို့ပင်ရှည်ယူသွားတဲ့ကျွန်တော်တို့ပုံမှန်ကီးဒီကောင်လေးပဲကျွန်တော်တို့သုံးလိုက်မယ်နော်ဒီကီးကလည်းညီတယ်နော်ကောင်းတယ်9လေး6တဲ့3 5ဆိုတော့ပေါင်းချင်း9ပါဝါလေးနက်ခက်6 9လေး6ကီးတဲ့69ဆိုတော့ကျွန်တော်ဒီမှာပဲနော်မနေ့ကတော့ဒီ site လေးတည်ပြီးသားဖြစ်မှာပါ689ဆိုတော့ပေါင်းချင်း3ပါဝါ8နက်ခက်5 1ဆိုတော့5ညိတယ်ခွန်6 1 4ပါဝါ9နက်ခက်2 4 9 2တဲ့ခွန်2ဆိုတော့2ညိတယ်ဟုတ်လားတင်5 2ဆိုတော့8ပါဝါ3နက်ခက်1 8 3 1ဆိုတော့3ည8ဆိုတော့8ညိတယ်နော်အဲ့တော့ဒီနေ့မနက်ကီးပါလာလဲဆိုတော့ဒီမှာ4ခွန်8တဲ့နော်4ခွန်8ဆိုတော့ပေါင်းချင်း9ပါဝါ4နက်ခက်6 9လေး6ကကျွန်တော်တို့ကီးတဲ့နော်9လေး6ကီး9လေးနဲ့အပိတ်နော်9လေးနဲ့အပိတ်ပြီးတော့2လေးချင်းနော်ပြီးတော့ break break ကကျွန်တော်တို့မနေ့ကကျွန်တော်ခံလိုက်ရတာ break ကမိတ်ဆွေတို့အနေနဲ့ဒါညံ3ကစားဖို့ပြောပြတာနော်ကျွန်တော်ကစားမှာတော့ကျွန်တော်တို့မနေ့ကလို့ခံပေးစီကျွန်တော်တို့ကိုကြိုက်တာပဲကို6အောင်မှာမနေ့ကကျွန်တော်ပြောပြရလေဒီကောင်ဆိုရင်4 6ဆိုရင်ပါဝါပေါင်းချင်း3ညနော်3ည5ခွန် break ကနေကုန် break လို့ကျွန်တော်ပြောရလေဒီမှာခွန်3ညနော်အဲ့လိုနေကုန် break အဲ့တော့မနေ့ကဆိုရင်ကျွန်တော်ကဒီမှာခွန်6ဆို3ဖြစ်တာပေါ့3 8 5 break ကိုကျွန်တော်ကမနေ့ကမထွက်မှညနေကြိုင်မယ်ဆိုပြီးကျွန်တော်လုပ်ထားတယ်နော်
ဒါပေမဲ့ minute ခင်းမှာထွက်သွားတာပေါ့နော် minute ခင်းထွက်တော့ကျွန်တော်က break ကမမှန်ဘူးမရနိုင်ဘူးဖြစ်သွားတယ်နော်အဲ့တော့ဒီနေ့မနေ့မှလည်းအဲ့လိုပဲတစ်ခွန်ဆို385 break ပဲနော်385ဒါပေမဲ့ကျွန်တော်ကဒါကိုကျွန်တော်စောင့်အောင်ပါညနေမှကျွန်တော်ထိုးခြင်းလည်းထိုးမယ်ပေါ့နော်တကယ်လို့အပူးလေးကြိုက်တဲ့လူကတော့9ဘူး4ဘူးဒီ385နဲ့ကြိုင်အောင်ထည့်ထိုးခြင်းလည်းထိုးပေါ့နော်385ကဘယ်လိုသွားသေးလဲဆိုတော့ဒီမှာဒီ break တစ်လုံးလေးရှိရ438ဟလား438ကျွန်တော်ခင်းလေးနဲ့ပြလိုက်မယ်နော်ဒါလေးနဲ့ပြလိုက်နော်မ438ဟလား438ပေါင်းခြင်းက9393ဒီမှာ6ခုထွက်တယ်နော်9393ဒီမှာ986 168ဒီမှာ51ဆို6ထွက်တယ်ဟလား6ပြိညီတယ်နော်ဒီမှာ965 6ပေါင်းခြင်း6 619ဒီမှာ9ပြိထွက်တယ်နော်ဒီမှာ990ခွန်ပေါင်းခြင်း1 168ဒီမှာ38ပြိထွက်တယ်နော်10ပြိထွက်တယ်ဒီမှာ1ခွန်385ဆိုပြီးဒီမှာ385ပြိဒီမှာလည်းရှိတယ်ဒီမှာလည်း385ပြိရှိတယ်နော်အဲ့တော့ဒီ break နှစ်ခုကလည်းဒါချင်းချိန်နိုင်အောင်ပေါ့ကျွန်တော်ပြောပြတာနော်ချင်းချိန်နိုင်အောင်ကစားလို့ရတယ်385 break ရှိတဲ့အကြောင်းပြောပြတာဒါပေမဲ့ကျွန်တော်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေကျွန်တော်ဒီ break နှလုံးကိုကျွန်တော်မကင်ဘူးမကင်ဘူးဆိုတော့9ဘူး4ဘူးတော့ကျွန်တော်10 break ညရဲ့အတွက်ထည့်ပြီးတော့ကျွန်တော်ပေးမယ်ဒါပေမဲ့ဒီ break ကိုတော့ကျွန်တော်မသုံးဘူးကျွန်တော်သုံးမဲ့ break ကကျွန်တော်ဒီ break လေးသုံးမယ်နော်ကျွန်တော်ဒီ break လေးပဲသုံးမယ်လေးခွန်ဆိုတော့ပေါင်းခြင်း9ပါဝါ3ည9နှစ်ခက်3 3ည3 break ဒီမှာ6 9ဆိုတော့ဒါ day break ဝင်တာပေါ့နော်9 break ဒီမှာလည်းအဲ့လိုပဲခွန်8 1ဆိုတော့ပေါင်းခြင်း6 power 1နှစ်ခက်9ဒီမှာလည်း9 1ဆိုတော့6 break ဒီမှာ day ဝင်တာနော်အဲ့တိုင်းလေးပဲကျွန်တော်9 4 3ညပေါင်းခြင်း9 power 4နှစ်ခက်6 9 4 6ဆိုတော့9နှစ်ဆိုတော့9 break ဝင်တာနော်အဲ့တိုင်းပဲဒီမှာ9 6 8ဆိုတော့3 power 8နဲ့ခံ9 385ဆိုပြီးဒီမှာ10 break ဝင်တာဒီမှာ power chain ပြီးဝင်သွားနော်ဒီနေ့9ပင်9 break မှာဆိုရင်ခွန်1ဆိုတော့ပေါင်းခြင်း9ပေါ့နော်9 power 3ညနဲ့ခက်3 9 3ည3 break ဆိုပြီးကျွန်တော်က high break လေးကိုကျွန်တော်အဓိကထားပြီးတော့သုံးမယ်နော် high break လေးကိုကျွန်တော်ကကြိုက်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ကကနန်းလေးတွေစီးပေးမယ်ကနန်းလေးတွေစီးပေးမယ်ဆိုတော့ထိတ်ပေါ့နော်ထိတ်ကဒီမှာ386ပေါ့နော်ဒီမှာခြာရေးလိုက်မယ်နော်ဒီမှာပဲခြာရေးလိုက်မယ်ထိတ်က386နော်မှာပိတ်က9လေးနဲ့နော်ပိတ်က9လေးနဲ့နော်ပြီးတော့ချိန်ကဒီမှာ2လေးချိန်ကနှစ်ခက်4ချိန်နော်ပြီးတော့ကီကဒီမှာ946ကီနော်946ကီ946ကီ break ကဒီမှာ9 3ည3 break ပေါ့နော်9 3ည3 break ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာကနန်းလေးချဆင်ပြလိုက်မယ်နော်386ဆိုဒီမှာကျွန်တော်ဒီမှာ3စိတ်လေးနဲ့ရေးပြလိုက်မယ်386ဟုတ်လားအဲ့တိုင်းလေးရေးပြလိုက်မယ်နော်386နော်386နော်အပိတ်က9လေးနဲ့ပိတ်ဆိုတော့9လေးနဲ့ဟုတ်လား9လေးနဲ့9လေးနဲ့နော်အဲ့တော့ဟုတ်ပြီ break နဲ့ညီရဲ့ကနန်းလေးပေါ့နော် break နဲ့ညီရဲ့ break က9 3ည3 break ဖြစ်တယ်နော်9 3ည3 break ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာ break နဲ့ညီရဲ့ကနန်းလေးဆိုရင်ဒီမှာ3နှစ်ဆိုရင်9 3ညနော်9 3ည3 9 3ည3ဆိုတော့ဒီမှာ3ည5နော်မဒီ4ခွက်ရတာပေါ့နော်9လေးနဲ့နော်386နော်9 3ည3 break ညီတယ်နော်အဲ့တော့ကျွန်တော်ဒီ4ခွက်ပေါ့နော်အဲ့ပြင်ကျွန်တော်က9ဘူးနဲ့4ဘူးလေးကျွန်တော်ထပ်ထည့်ပြီးတော့ကစားစေချင်တယ်နော်အပူလေးကြိုက်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်9ဘူးနဲ့4ဘူးလေးကိုပလေးကစားခြင်းလည်းကစားပေါ့နော်ဒီထဲမှာမိတ်ဆွေတို့ကကြိုက်တူရရှင်လည်းမိနစ်တရာနဲ့ကပ်ပြီးကစားပေါ့နော်အားလုံးပဲအင်္ဂါနေ့မနက်မှာကန်ကောင်းနိုင်ပါစေနော်